နိုဝင်ဘာလ10ရက်နေ့စနေနေ့ကထိုင်းနိုင်ငံကဘောလုံးပွဲမှာရုပ်ရှင်တွေကမြင်ကွင်းတစ်ခုလိုပါပဲလူငယ်တအူမျက်ရည်တွေစီးကျနေတယ်သူတို့ဟာရှုံးနေသွားလို့မဟုတ်ဘူးသူတို့ရဲ့ဇလံကပတ်စံမရှိတဲ့စင်ရဲချင်းရဲ့ဇလံဖြစ်နေလို့ပါထိုင်းတနိုင်ငံလုံးကချစ်တဲ့ကာဆုပ်အသင်းသူတို့မှာကာကောင်းကောင်းမရှိဘူးသူတို့ရဲ့နီးပြရဲ့ကုန်တကာဟောင်းနဲ့သူတို့ဟာဒီဘောလုံးပွဲကိုလာရောက်ရှင်ပြန်ရတာရိုးသားတဲ့အိမ်မက်တွေကိုထမ်းဖို့ခဲ့ရတာပေါ့ဗျာတစ်ဖက်အသင်းကတော့ကာကောင်းစားရည်နဲ့လာရောက်ရှင်ပြန်တဲ့ဂျာမှာသူတို့ရဲ့နီးပြပိုင်နဲ့6ဝင်းတက်ရင်ကုန်နေကအဟောင်းလေးနဲ့လာပြီးတော့ရှင်ပြန်ရလို့ထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းလူမျိုးတွေကဒီအသင်းကိုသူတို့ကအားပေးပြီးတော့ချစ်ခင်ခဲ့ကြတာဒီလိုရုပ်ကန်ခဲ့ရတဲ့နောက်ခံကြောင့်သူတို့အနိုင်ရဖို့လူတိုင်းကဆူတောင်းပေးခဲ့ကြတယ်ပထမပိုင်းမှာတော့သူတို့ကတကိုး3ညနဲ့ဥဆောင်နေခဲ့တဲ့အချိန်အားလုံးကသူတို့အတွက်ညှော်လင့်ခဲ့ကြတာပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့2-1နဲ့သူတို့ကရှုံးနိမ့်သွားခဲ့တယ်ဒီမဲရီတွေကစူပလာဆုံးရှုံးသွားလို့မဟုတ်ဘူးဒါဟာရိုးသားစွာရုံးကန်ခဲ့ရတဲ့သူတို့ရဲ့နာကျင်မှုပါနာမည်ကြီးသတင်းသမားကတော့သူတို့စီတွားပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်သူတို့ပြောတဲ့စကားကိုနားထောင်ပါဘာမှမဖြစ်ဘူးအရှုံးမပေးနဲ့အိမ်မက်နောက်ကိုဆက်လိုက်ပါလို့ဒီသတင်းတောက်တွေကသူတို့နှစ်သိမ့်ပေးနေခဲ့တာဒီပွဲဟာကျွန်တော်တို့သင်ခန်းစာပေးခဲ့တယ်ဗျလူချင်းချင်းနဲ့တက်ဖို့မနာကျင်ပဲနဲ့ကြိုးစားတဲ့ကြိုးစားမှုကိုအားပေးဖို့အတားတွေဒေါသတွေမထားပဲလူသားချင်းဖိမကူညီနိုင်ဖို့ဒီကြောင်းရလေးကိုကျွန်တော်ကတင်ဆက်ရခြင်းဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်ကြောင်းရတစ်တွေလည်းသိရှိနိုင်မှုအတွက်ကျွန်တော်ရဲ့ကောင်တို့လည်း follow လုပ်သွားပေးကြပါဦးအားပေးမှုတိုင်းအတွက်တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ